ကျမနဲ့တွေ့တယ်ပေါ့မိတ်ဆွေဆိုအမြဲပြောဖြစ်တယ်တရားစခန်းဝင်ကြည့်ပါဆိုတာဒါပေမဲ့ကျမကိုပြောရင်တရားစခန်းဝင်ခြင်းနဲ့မအားလို့တရားစခန်းဝင်ပြီးရင်စီးပွားရေးမရှာနိုင်တော့ရင်ဘယ်လိုလုပ်မလဲတရားတွေရပြီးတော့ကျမတို့သဘောကျတဲ့ကောင်းလေးတွေကလည်းတရားစခန်းနေတိတ်မဝင်နဲ့နော်ကိလေသာတွေကုန်သွားမယ်ဒီဗီဒီယိုလေးမှာကျမတရားစခန်းဝင်ရင်တကယ်ပဲအလုံးမလုံးချင်တော့ဘူးလားကာမဂုဏ်မခံစားချင်တော့ဘူးလားအလားမပြင်းတော့ဘူးလားဆိုရယ်အမေးတွေကိုကျမဖြေချရင်းနဲ့ကျမရဲ့တရားစခန်း movement လေးကိုမျှဝေလိုက်ပါတယ် okay ဒါဆိုရင်ကြည့်လိုက်အောင်တူတူနော်တင်းအောင်ထားတယ်ရေစက်နော်ဟုတ်တယ်သမီးကတရားသနာထားရင်လည်းမကြည့်လို့လိုက်တာဟုတ်တယ်ရှင်းနေရတမျိုးချောလို့တယ်မငယ်ချင်းကလည်းကျေးဇူးပါချောလို့သမီးကတကယ်တော့တရားဆိုတာလူတွေထင်နေတယ်လို့ကြောက်စရာကောင်းတဲ့အရာကြီးတစ်ခုမဟုတ်ပါဘူးရှင်ကိုယ့်ရဲ့လူသားတရားရဲ့ခံစားချက်တွေကိုဖိနှိပ်ထားတဲ့အရာကြီးလည်းမဟုတ်ပါဘူးเนาะဝိပဿနာဆိုတာအလားအပါတွေကိုကြောက်ခိုင်းပြီးအချိန်တွေပေါ်နေမှအရာအားနေမှအသေးတွေကိုယ်မှာတို့အစမပြေတော့မှတို့ခလုတ်ထီမှအမိတရမယ်တရားတစ်ခုမဟုတ်ပါဘူးဆိုတော့ကျမပြောချင်တာကိုပြန်လဲရှာဖွေဖို့ကို self discovery လုပ်တဲ့ခရီးစဉ်တစ်ခုလို့ပဲကျမတို့သတ်မှတ်တယ်တကယ်တော့ကိုရှာဖွေရဲဆိုတာက back to the source လို့တော့ science နည်းအရပြောလို့ရတယ်ကျမတို့အရင်အမြစ်စီကိုပြန်သွားတာပေါ့နော်အရင်အမြစ်ဆိုတာဘာလဲဆိုတော့ဟောဒီစကြဝဠာကြီးမှာဘာမှမစခင်တဲ့အချိန်ပေါ့နော်လုံးဝဘာမှမစတဲ့အချိန်မှာဆိုအားလုံးကအမောင်တူကြီးပဲရှိတယ်nothing just nothing กว่าတိလားအကုန်အမောင်တူကြီးပဲအဲ့တော့အဲ့ဒီအမောင်တူမှာတစုံတစ်ခုသောစိတ်ဆုံမှုပေါ့နော်တဘာဝရဲ့စိတ်ဆုံမှုလေးဖြစ်တယ်အဲ့ဒီစိတ်ဆုံမှုတော့တရားသဘောအရာဆိုရင်တော့အဝိဇ္ဇာတဏှာလို့ပြောတယ်ကျမတို့ရဲ့လူကျင်တဲ့စိတ်တွေဖြစ်ချင်တဲ့စိတ်တွေနဲ့ကျမတို့ဘဝရဲ့လောကရဲ့ပေါ့နော်ပျော်စရာစိတ်ညစ်စရာချစ်စရာမုန်းစရာအားလုံးဒီအရာတွေအားလုံးကဓာတ်ပြုမှုတွေပေါ့အဲ့ဒီဓာတ်ပြုမှုတွေကြောင့်ဒီအမောင်တူကြီးကနေပြီးတော့ကျယ်ရီမွေးဖွားလာတယ်နေတွေမွေးဖွားလာတယ်လာတွေမွေးဖွားလာတယ်ဒီတဘာဝတရားကြီးတွေကစိတ်ဆော်မှုတစ်ခုကြောင့်ဖြစ်လာတယ်ဒီအရာကိုကံကံ၏အကျိုးလို့ပြောပါတယ်ဒီတော့ဒီကံကံ၏အကျိုးဟာကျမတို့ရဲ့စိတ်လိုင်းတွေပေါ်အခြေခံပြီးဖြစ်လာတဲ့အကြောင်းတရားတွေဖြစ်တယ်အကြောင်းတရားတွေကြောင့်အကျိုးတရားတွေဖြစ်တယ်ဒီအကျိုးတရားတွေကြောင့်နောက်ထပ်အကြောင်းတရားတွေပြန်ဖြစ်တယ်ကျမတို့ကိုယ်တိုင်စัจ java လာကြီးလို့ကိုမမြင်တဲ့ကြီးကကျမတို့ကအဲ့ဒီအကြောင်းအကျိုးတွေကိုမမြင်ဘူးဘယ်လိုမြင်ရမလဲကိုစัจ java လာလို့ဘယ်လိုမြင်ရမလဲဆိုတော့ကျမက spiritual နဲ့ science ကိုပေါင်းစပ်ပြီးတော့ကျမကိုယ်တိုင်ယူဆထားတဲ့အယူအဆလေးကိုမျှဝေပေးခြင်းတယ်အဲ့ဒီအယူအဆကျမတယောက်တည်းယူဆထားတာမဟုတ်ပါဘူးဒီကဘာနဲ့အဝမ်းမှာလည်းဒီအယူအဆကိုတော်တော်များများလက်ခံနေကြပါတယ်ကျမရဲ့အပြောကမှန်နေမှားတယ်လို့ကျမကိုယ်တိုင်မပြောပါဘူးကိုယ်တိုင်လုပ်ကြည့်ပါကိုယ်တိုင်သူတေသနာပြုကြည့်ပါကျမတို့ဒီစัจ java လာဘယ်လိုဖြစ်လဲဆိုတော့ကျမတို့ရဲ့လက်ဘွားလေးကိုကျမဖြန့်ကြည့်ခိုင်းမယ်တင်းရဲ့လက်ဘွားလေးကိုတင်းကြည့်လိုက်ခက်မှငါးဖြာလိုမျိုး Fibonacci ကိန်းစဉ်လေးတွေ့လိုက်မယ်တင်းအနီးနားမှာရှိတဲ့တပင်ကိုသွားကြည့်လိုက်ခက်မှလေးတွေဖြာနေတဲ့ပုံစံက Fibonacci ကိန်းစဉ်လို့ခေါ်တယ်ဒါကျမတို့ material science engineer မှာဆိုရင်အခြေခံအနေနဲ့စัจ java လာသဘောတရားတွေ atoms တွေ molecules တွေအကြောင်းကို E က E ပုံဆိုပြီးသင်ရလို့သိလာတာပေါ့နော်ဒီတော့ဒါလေးကိုမျှဝေပေးရဲဆိုတာကကျမတို့ဒီတရားအောင်နားလည်ခြင်းဒီသိပ္ပံသဘောတရားအောင်နားလည်ခြင်းပဲစัจ java လာအောင်နားလည်ခြင်းဒီကိုနားလည်ခြင်းပဲဒါကြောင့်ကျမကစัจ java လာသူရှုံးနံတစ်ခုဆိုတဲ့နာမည်လေးကိုအရန်သဘောကျပြီးတော့ပြဖြစ်ခဲ့တာကျမတို့ဒီစัจ java လာတွေကအမုံအမွားလေးတွေပဲလို့ကိုတွေးကြည့်လိုက်ရင်ဟောဒီ galaxy ရဲ့အပြင်ဘက်ဟောဒီစัจ java လာရဲ့အပြင်ဘက်အထိကိုကျမတို့သွားကြည့်လိုက်ရင်ကျမတို့ကတစ်ပင်လေးတစ်ပင်ပေါ်ကပြောစိတ်လေးလောက်တောင်အရေးမပါနေဘူးအဲ့လိုပြောလို့ကျမက nihilism လို့ခေါ်တဲ့ဘဝကြီးမှာဘာမှမထူးပါဘူးနေလာတာတည်သွားဖို့ပဲဆိုရက်ယူဆယူရှိုက်သွင်းနေရမဟုတ်ဘယ်လောက်ထိဘဝတန်ဖိုးရှိလဲဆိုတော့ကျမပြောပြတာဟောဒီစัจ java လာကိုဖွဲ့စည်းထားတဲ့ရေမြေလေမီဓာတ်ကြီး၄ပါးသည်စัจ java လာရဲ့ပင်မထောက်တိုင်၄ခုဖြစ်ပြီးတော့ကျ
ကျမတို့ရဲ့အတွေးတွေအားလုံးဒီဓာတ်ကြီးလေးပါးကိုထောက်ခံပေးနေတဲ့အဓိကထောက်တိုင်ဖြစ်တယ်။ဒါကြောင့်ဒီအတွေးတွေကိုကျမတို့ထိန်းချုပ်နိုင်ရင်ဒီအတွေးတွေကိုမြင်နိုင်ရင် control လုပ်နိုင်ရင် metacognition ရှုထောင့်ကနေကြည့်နိုင်ရင်ကျမတို့ဘယ်လောက်ထိ powerful ဖြစ်တဲ့လူသားတွေဖြစ်သွားမလဲတွေးကြည့်လိုက်။ဒါကြောင့်မလို့ခေတ်အဆက်ဆက်ကလူတွေရဲ့စိတ်ဆွမ်းအင်ကျင့်စဉ်တွေကတိမ်ကောပျောက်ကွယ်ခဲ့တာ။ဘာကြောင့်လဲဆိုတော့ materials တွေနောက်ကိုလိုက်ရင်လူတွေက inner power ကြီးဆုံးရှုံးလာတယ်လို့ကျမသိလာတယ်။ဒါပေမဲ့တခုတော့ရှိတယ်။ကျမတို့လေ့ကျင့် inner power ရနိုင်ပေမဲ့ဒီဓမ္မရဲ့အဓိကရည်ရွယ်ချက်သည်စံအပင်ရှင်မှာအဆုံးသတ်ဖို့မဟုတ်ဘူး။စံအပင်ရှင်ရခြင်းသည်တရားရဲ့အပိုင်းတွေထဲက part of the process အပိုင်းတစ်ပိုင်းဟုတ်ပါတယ်။ third eye နေပွင့်လာမယ်။ဒါပေမဲ့ဓာတ်ရီပေါ်မှာတာယာနေလို့လည်းမထူဘူး။ကျမတို့ဘုရားရှင်ကဘာလို့မထူးလဲလို့ပြောခဲ့လဲဆိုရင်ကျမတို့ဒီဓာတ်ပြုမှုတွေကိုလက်ခံနေသူရဲ့ဓာတ်ကပြုတ်နေမှာတဲ့ဓာတ်ပြုတ်နေသူရဲ့ကျမတို့ကမွေးဖွားနေမှာတဲ့အဲ့ဒါကိုတော့ quantum physics အရာ quantum immortality လို့ခေါ်တယ် research လုပ်ကြည့်ပါအဲ့တော့ဒီလိုမျိုးတောက်လျှောက်ဖြစ်နေတာကြီးကိုကျမတို့ရက်တန့်ဖို့က power အာဏာတွေနဲ့မရအောင်တကိုးတွေနဲ့လည်းမရအောင်လောကီစည်းစိမ်တွေရမှာပေါ့နော်အဲ့တော့ကျမကလေဘယ်လိုပြောချင်လဲဆိုတော့လူတွေထင်နေတယ်လို့မျိုးဟိုတကိုးတွေပြနေပြီးလို့ဆိုလူတွေအထင်ကြီးရလေကျမပြောချင်တာတကယ်တရားတကယ်စစ်မှန်တဲ့တရားဒီမိမိကိုသိမြင်ခြင်းမှာမိမိဒီဆက်ကြောက်လာဆိုမိမိသိမြင်လူတိုင်းတကိုးရှိပါတယ်လူတိုင်းအရာအလုံးကိုဖန်ဆင်းနိုင်ပါတယ်ဒါကိုကျမအခုချိန်ပြောရင်တော့ crazy ဖြစ်တယ်လို့ထင်ကောင်းထင်မယ်ဒါပေမဲ့ research လုပ်ကြည့်ပါပြီးတော့တရားရဲ့အဓိကရည်ရွယ်ချက်ဒီတကိုးမဟုတ်ပါဘူးကျမတို့ရဲ့ဖြစ်တည်မှုကိုကျမတို့ကိုယ်တိုင်သိပြီးကျမတို့ရဲ့ကိုယ်ပိုင်စัจ java လာကိုပြန်ရှာဖွေပြီးတော့ဒီစัจ java လာဒီကျမတို့ပဲဖြစ်တယ်ပြီးတော့ဒီဓာတ်ပြုမှုတွေကိုကျမတို့ဘယ်လိုရပ်တန့်ရမလဲဆိုတော့နီးလန်းတွေကို step by step လေ့လာဖို့ကလူဘဝမှာလူသားဖြစ်ခြင်းရဲ့အကောင်းဆုံးသော key ပါပဲအဲ့ဒီ key ကိုဂိုင်ထားတဲ့သူကလောကမှာလေဆရာတဆူဖြစ်တယ်ရှင်ဆရာတဆူဆိုတာသူများကိုအုပ်ဆိုးဖို့စိုးမိုးဖို့မဟုတ်ဘူးကိုယ့်ဘဝကိုစိုးမိုးနိုင်တဲ့ဆရာတဆူဒါကြောင့်ဘုရားကပြောတာပေါ့စစ်ပွဲတစ်ထောင်ကိုပဲအောင်နိုင်နိုင်နဲ့ထင်မကြီးဘူးတဲ့ကိုအတွင်းစစ်ကိုနိုင်တဲ့သူကမှတကယ်တော်တဲ့အောင်နိုင်ခြင်းနဲ့ဒီလိုနဲ့ပဲအကြောင်းအကျိုးအကောင့်အဆိုးအကြောင်းအကျိုးအကောင့်အဆိုးတန်မြာကြီးကဘယ်တော့မှမပြတ်ပဲလေနေရဒီအရာကိုကျမက quantum physics နဲ့ material science engineer တယောက်အနေနဲ့ဒီ science နဲ့ spiritual နဲ့ကိုတိုင်ကိုကြသူ့တေသနာပြုမယ်ဆိုပြီးတော့တရားစခန်းဝင်ခဲ့တာအခုဆိုရင်10ချိန်ကျော်ပြီပြီးတော့ကျမတို့ဒီတရားစခန်းတွေဝင်ပြီးတော့ချက်ချင်းတရားရပြီးကိုဘွားကြီးကိုမုန်းသွားမယ်ဆိုပြီးကိုအဲ့လောက်အထင်ကြီးစရာမလိုဘူးရှင်ကျမတို့ကခုစัจ java လာအမှန်တရားဆိုရဲကျမပြောတဲ့အကြောင်းအရာတွေကိုအရင်သိမယ် we are the creator ကျမတို့ရဲ့လောကကြီးမှာဖြစ်နေတဲ့ကောင်းခြင်းဆိုးခြင်းဆိုတာကျမတို့ရှုမြင်သုံးသပ်တဲ့ရှုထောင့်ရဲ့လက်ခံထားတဲ့အယူအဆတွေရဲ့နဲ့ကိုပြောင်းလဲနိုင်ခြင်းမပြောင်းလဲနိုင်ခြင်းဆိုရဲစိတ်ခံစားချက်တွေရဲ့ကိုကျမတို့ပိုင်စိုးနိုင်ရင်ကျမတို့လောကကြီးမှာဖျားတောင်ဖြစ်နိုင်တယ်တဲ့ဒီခရီးလမ်းကိုရှောက်ရဖို့ကိုပေးလိုက်ရတဲ့အချိန်ထက်ကိုရလိုက်တဲ့ရလက်ကအပုံကြီးတာတယ်တကယ်တော့ကိုတွက်ကြည့်ပါဒါမြက်လားရှုံးလားဆိုလေအဲ့တော့ကျမအများကြီးတော့မပြောချင်ပါဘူးကိုစိတ်ရဲ့ resilient လောကဓာတ်တွေကိုကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်အပြုံးမပြတ်နိုင်စွမ်းကလူသားတယောက်ရဲ့တကယ် power အစစ်ပါလို့ပြောရင်ဒီကောင်းချုပ်ချင်ပါတယ်ရှင်မင်းရောမဟုတ်ဘူးလေချောတာမင်းရောမဟုတ်ဘူးချောတာမကချိတ်ကူထားမှာစချာကလာသူရုံးနေတခုသူဆရာလည်းရတူဒီလိုပထမစားတင်းအောင်ထားတယ်ရေဆက်နော်ဟုတ်တယ်တမခုနတရားသနာထားရင်လည်းမကြည်နူးလိုက်တာဟုတ်တယ်ရှင်းနေရတမျိုးချောလို့လည်းမနေခြင်းလေချောလို့တမီးဆက် Thank you bye